တင်ချိုင်းဘရင်အပိုင်းလေးတင်ချိုင်းတစ်ခုလုံးပြန်ပြီးတိတ်ဆိတ်သွားခဲ့တယ်။လာရောင်ဖြိုးဖြိုးကတင်ချိုင်းကြောက်တုံးတွေတစ်ပင်အိုတွေအပေါ်ကိုဖြည်းဖြည်းချင်းကြားရောက်နေတဲ့တိုက်ပွဲပြီးသွားပေမဲ့လေထဲမှာတော့မတိတ်သေးတဲ့အေးဆက်မှုတစ်ခုကျန်နေတယ်လို့ခံစားရတယ်။ဇာနီကတင်ချိုင်းအလယ်မှာရက်နေပြီးသူ့လက်ထဲကအစိမ်းဖြော့ရောင်အလင်းတောက်နေတဲ့ဓာတ်ကိုတိတ်တိတ်လေးကြည့်နေတဲ့သူ့နှလုံးခုန်တန်းကတဖြည်းဖြည်းပြန်ပြီးတာမန်ဖြစ်လာပေမဲ့သူ့စိတ်ထဲမှာမေးခွန်းတွေအများကြီးထပ်ပြီးပေါ်လာနေတယ်။သူရှိမှတော့ဝိညာဉ်တွေအများကြီးဒူးထောက်နေကြတယ်သူတို့ရဲ့မျက်နှာတွေမှာလေးစားမှုယုံကြည်မှုနဲ့မျှော်လင့်ချက်တွေပေါင်းစပ်နေတယ်လို့ပဲဇာနီကနည်းနည်းစိတ်မသက်သာတယ်လို့ခံစားရတယ်ငါကတကယ်ပဲဒီလောက်ကြီးတဲ့တာဝန်ကိုထမ်းဆောင်နိုင်မှာလားလို့သူ့စိတ်ထဲမှာပြောမိတယ်အဲ့ဒီအချိန်မှာတင်သူ့နောက်ကနေအေးဆက်တဲ့အတန်တစ်ခုထပ်ပြီးထွက်လာတယ်မင်းလုံနိုင်တယ်ဇာနီလှည့်ကြည့်လိုက်တော့တရဖူဆောင်းထားတဲ့အနက်ရောင်ဝတ်စုံတဲ့လူကအရင်လိုပဲငြိမ်ငြိမ်လေးရက်နေတယ်ခမည်းမပြောက်သေးဘူးလားဇာနီမေးလိုက်တယ်အဲ့ဒီလူကပြုံးလိုက်တယ်ငါအချိန်မကုန်သေးတဲ့၍မင်းကိုနည်းနည်းလောက်လမ်းညွှန်ပေးနိုင်သေးတယ်ဇာနီကချက်ချင်းမေးလိုက်တယ်ခမည်းပြောတဲ့အမှောင်နဲ့ဖျားဆိုတာကဘာတူလဲအဲ့ဒီလူရဲ့မျက်နှာကခဏလောက်တင်းမာသွားတယ်သူကအရန်ရှိဟောင်းတဲ့အရှိတစ်ခုတေချင်းနဲ့အမှောင်ကိုအုပ်ချုပ်ခြင်းနဲ့နက်တပါးလိုမျိုးပဲဇာနီမျက်လုံးပြူးသွားတယ်ဒါဆိုသူကဒီဝိညာဉ်ဆိုးတွေကိုလွတ်ထားတာလားဟုတ်တယ်ဒါကသူ့ရဲ့အစပဲဇာနီကတင်းချိုင်းအနောက်ဘက်ကိုလှမ်းကြည့်လိုက်တယ်မကြာခင်ကတိုက်ပွဲဖြစ်ခဲ့တဲ့နေရာမှာမြေကြီးတွေကွဲထွက်နေသေးတယ်ဒါဆိုသူကထပ်ပြီးလာဦးမှာပေါ့လာမယ်မကြာခင်လာမယ်အဲ့ဒီအချိန်မှာလေထဲကအေးဆက်တဲ့လေတစ်ချက်ပြင်းပြင်းထန်ထန်တိုက်လာတဲ့တစ်ပင်အိုတွေတုန်ခါသွားပြီးတင်းချိုင်းတစ်ခုလုံးထူးဆန်းစွာတိတ်ဆိတ်သွားတယ်ဝိညာဉ်တချို့ကခေါင်းလှည့်ပြီးအဝေးတနေရာကိုကြည့်နေကြတယ်ဇာနီကလည်းအဲ့ဒီဘက်ကိုလှမ်းကြည့်လိုက်တယ်တင်ချိုင်းတကားဝဘက်မှာအနက်ရောင်အရေးလေးတစ်ခုပေါ်လာတယ်အစမှာတော့လူတစ်ယောက်လိုပဲထင်ရတယ်ဒါပေမဲ့နီးလာတဲ့အခါသူ့ကိုယ်ခန္ဓာကအရေးလိုပြုတ်ပြောင်းပြီးမျက်လုံးတွေကအနီရောင်မီးတောက်လိုလောင်နေတယ်ဝိညာဉ်တွေအများကြီးနောက်ကိုလှည့်ဆုပ်သွားကြတယ်ဇာနီရဲ့လက်ထဲကဓာတ်ကအလင်းပိုပြီးတောက်လာတယ်သူကဘာလဲဇာနီမေးလိုက်တယ်တရဘူးဆောင်းထားတဲ့လူကအေးဆက်စွာပြောလိုက်တယ်အမောင်နှက်ဖျားရဲ့တန်တမန်အဲ့ဒီအရေးလူကဖြည်းဖြည်းချင်းလှမ်းလာပြီးတင်ချိုင်းအလယ်မှာရက်လိုက်တယ်သူဇာနီကိုဓာတ်ရိုက်ကြည့်နေတယ်မင်းမဲလားတင်ချိုင်းဘရင်အစ်စ်ဇာနီကဓာတ်ကိုမြှောက်လိုက်တယ်ဒီနေရာကိုဘာလာလောက်တာလဲအဲ့ဒီအရေးလူကအနှဲငယ်ပြုံးလိုက်တယ်ငါတိုက်ခိုက်ဖို့မလာဘူးသတင်းပို့ဖို့လာတာဇာနီမျက်လုံးညှစ်လိုက်တယ်ဘာသတင်းအဲ့ဒီအရေးလူကအတန်နှိမ့်နှိမ့်နဲ့ပြောလိုက်တယ်မကြခင်အမှောင်နှက်ဖျားနိုးလာမယ်လေထဲမှာအေးဆက်မှုပိုပြီးတက်လာတယ်အဲ့ဒီအချိန်မှာမင်းရဲ့တင်ချိုင်းတစ်ခုလည်းမဟုတ်ဘူးလူသားလောကတစ်ခုလုံးအမှောင်ထဲဝင်သွားမယ်ဝိညာဉ်တွေတုန်လှုပ်သွားကြတယ်ဇာနီရဲ့မျက်နှာကတင်းမာသွားတယ်ငါမခွင့်ပြုဘူးအဲ့ဒီအရေးလူကနည်းနည်းရေလိုက်တယ်မင်းကလူသားတစ်ယောက်ပဲနတ်ဖျားကိုရက်တတ်နိုင်မယ်ထင်လားဇာနီကဓာတ်ကိုခိုင်ခိုင်ကင်လိုက်တယ်ငါလူသားပဲဒါပေမဲ့ဒီနေရာကိုစောက်ရှောက်ရမယ်သူဝိညာဉ်တွေဘက်ကိုလှည့်ကြည့်လိုက်တယ်ဝိညာဉ်တွေအားလုံးပြန်ပြီးဇာနီနောက်မှာစုပေါင်းလာကြတယ်အဲ့ဒီအရေးလူကခဏလောက်တိတ်နေပြီးပြောလိုက်တယ်ကောင်းပြီမင်းရဲ့တတိကိုငါပြန်သွားပြီးပြောပေးမယ်သူ့ကိုယ်ခန္ဓာကအခိုးအငွေ့လိုဖြည်းဖြည်းပျောက်ကွယ်သွားတယ်တင်ချိုင်းတစ်ခုလုံးပြန်ပြီးတိတ်ဆိတ်သွားတယ်တရဖူဆောင်းထားတဲ့လူကဇာနီဘက်ကိုကြည့်ပြီးပြောလိုက်တယ်မင်းရဲ့စစ်ပွဲကအခုမှစတင်တာပဲဇာနီကလာရောင်အောက်မှာတင်ချိုင်းတစ်ခုလုံးကိုလှမ်းကြည့်လိုက်တယ်သူ့လက်ထဲကဓာတ်ကတိတ်တိတ်လေးတောက်နေတယ်အမှောင်နှက်ဖျားပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်သူနှိမ့်နှိမ့်လေးပြောလိုက်တယ်ဒီနယ်မြေကိုငါကာကွယ်မယ်ဒါပေမဲ့အဝေးဆုံးအမှောင်ထဲမှာတော့အလွန်ကြီးမားတဲ့အရေးတစ်ခုကတဖြည်းဖြည်းလှုပ်ရှားလာတယ်အမှောင်နှက်ဖျားတကယ်နိုးလာတော့မယ်အပိုင်း9ဆက်ရန်